Hello, Minglava. Piakin Jesu to be Chimomare, Piakin Posamchi Apie, Gine, Dudia, Nature not the Yajama Dudia Ne, Pawaya Dopin Yavale, Hebrew Piakin Jesu to be Chimomare. That how secondly, they know that the year of restoration. They at that time a social good ayari to Piana Kinga, Piana Biro payment if you buy. A ye Jizonga, General Mashida Mobile, Matida Pipa. Piana Cat General go upon Pete Happy Dava. Pete Happy Dava. Pete Happy Da Ayago General Mayaraga, Mashilo Mobile, Matilo Pipa. Power paid Harale, General Balo Yayu. Tao Tibo Imata Yechiba. General Dinero, Dinya by McKinley Lumohoro. Nikia General England Luho, Pilepio, Lupia Yolade. Genoga England Luna, Malay. That's你嘅知識講埋，大家幫我攞我俾吧。OK， 接住進嚟講咯。當然個你知識有講埋咧，就攞千二個呢對嘅嘛，就攞大家啲嘢嘢嚟入埋，啲到大家啲嘢嚟入。Siar tu ayah wata wakila de Indianapolis. Siar ngani waktu ya ayam tu. Ngani waktu ya ayam tu. Aku ngani lagu le kaya ada ayam tu. Ni orang asyik lelat tu ya.谢谢公家把这只能离不忙嘛的。哎呀，虽然也帮忙偏给你起码多钱是是的。哈利路亚。偏给你只能哎呀，虽然一个起码多钱是是的。起码不少别人偏我接触点的咯，印尼啊个靠配嘞，是些啊，生意的家。Season period, dia usia ini tu, aten orang luji deh, aten dari ayah sedang go, atu baca Yesus demane, biasa kau jipe basi. Cenderung, cilu miuli mulu, cilu nama ayah lalu cilu miuli kau jauh cenderung piola mohon. Kami cat tanya dari tiuan cincin kurisia, palatif. Siapa cuci ni aman, lezat ni aman, di dunia ini bukan mampu. Bagaimana bila? Contoh Tasmania ya kawan, dia Tasmania. Ya kawan, atino, aku nongan lagi gue mapan ini. Contoh di orang masih elok. Cuma dia ada pan ini. Cina belum kaya nanti. Dulu cisa kau ni di mayau lari kamale, dia usia masa, dia nak luji ni jiko mau mari, oh lagi sia mari, justru lagi ni kama, oh piar ke, go Jesu tiene, cina dia ni warmly welcome, lau pilih kerja cuba. Jesu tu mari lo piar sentai kau jipe basi. Dini macam orang nak buat apa senjaya. Hiat tahap ini ya terkam. Di mana malah cina lungeri wengare. Dinya ni mak anengeli cina ada liu piang wengar cina. Pilih kama cina ini hawa me ayam satu tua. Cina orang Yesus Kristus ko mimi ketim paisi api. Yung jilakan
ဘာလို့ယုံကြည်လက်ခံတာကျွန်တော်တို့အပြစ်သားဖြစ်လို့မွေးရဲကအပြစ်ပါလာတယ်ဘယ်လောက်ကျွန်တော်တို့ကောင်းတာပဲလို့ကျွန်တော်သွားမှာငရဲပဲဒါပေမဲ့ဝမ်းမြောက်စရာကောင်းတဲ့အရာတစ်ခုကဘုရားကအရာသစ္စာရှိတော်ဘုရားဖြစ်ဘာဖြစ်လို့လဲကျွန်တော်ပြောပြမယ်ကျွန်တော်ကောင်းတာပဲလို့မကောင်းတာပဲလို့ကျွန်တော်ငရဲသွားရကိုဖေကတင်းဆရာတကယ် missionary ကဝေးလာတဲ့တာသမီဖြစ်လေပဲအဖေဘလောက်ပဲတရားဟောဆရာကြီးဖြစ်နေပါစေမွေးလာတဲ့တာသမီကငရဲသွားရဘာကြောင့်လဲမွေးလာတဲ့အပြစ်ပါလာလို့မွေးကလေးကအပြစ်ပါလာလောက်တဲ့အပြစ်မဟုတ်ဘူးပါလာတဲ့အပြစ်ဘယ်သူစီကနေပါလာလဲအာရစီကပါလာတဲ့အပြစ်ကိုလုံးမလုံးအဲ့ဒီအပြစ်ကိုခံရမယ်ဆရာရောဘတ်ထောင်းလိုက်တရားဟောတယ်လို့ကျွန်တော်တို့လူငယ်တော့သူတရားဟောတယ်လူမပါစိလဲသူမင်းတယ်အဲ့ဒါချင်းတော်ကရောက်လာချင်းလူမပါစိလဲတော်တော့လည်းနားမလဲဘူးလူမပါစိလဲကျွန်တော်ပြောလို့ဖြစ်တဲ့ဘုရားနဲ့သူစိတ်ဆိုးလာတယ်လူမအပစ်ရှိတယ်အပစ်ရှိတယ်မထာကျွန်တော်တို့ထင်တာကကျွန်တော်တို့အပြစ်လုံးလို့ကျွန်တော်တို့ကအပြစ်ရှိတယ်လို့ထင်တယ်မဟုတ်ဘူးအပြစ်လုံးလို့အပြစ်သားဖြစ်တာမဟုတ်ဘူးမွေးကလေးကအပြစ်ပါလာလို့အပြစ်လုံးတဲ့တဘာဝရှိတယ်အရက်တော့လို့အပြစ်သားဖြစ်သွားတာမဟုတ်ဘူးအရက်မတော့လည်းအပြစ်သားပဲရှင်းတော့အဖွဲတွေမခံနိုင်ဘူးဒီကိစ္စရှင်းတော့ဘိုးတော့အရက်အချက်ခိုးစားတယ်ဒါလည်းသင်လို့ဆရာကြီးအမှုတော်ဆောင်ဆရာကြီးရောက်လာတော့တရားဟောတယ်ချက်ခိုးတဲ့တခိုးတဲ့အပြစ်သားအောက်ကအဖွဲ့ကြီးကျင်တဲ့ချက်အခိုးခံရတဲ့သူလည်းအပြစ်သားမခံထားနိုင်ဘူးခိုးတဲ့ကောင်ကအပြစ်သားဆိုတော့လက်ခံတယ်ငါခိုးလက်ခံတယ်ဘာအပြစ်သားလဲကျက်ခိုးတဲ့လူနဲ့အပြစ်သားကျက်ခိုးခံရတဲ့လူနဲ့အပြစ်သားမမနဲ့တင်အပြစ်လုံးလို့မလုံးလို့မွေးကလေးကတင်မှာအပြစ်ပါလာပြီးသားဖြစ်ဘသူကြောင့်လဲအာဒံကြောင့်ဖြစ်ဒီနေ့လူတွေတော်တော်များကနေအရက်တောက်နေငရဲသွားမယ်ဘာမှမဆိုင်သူများတွေပြောတယ်လေနေတောက်တေးဖြစ်နေငရဲပဲသွားမဟုတ်ပါဘူးအဲ့စကားမှားတယ်အရက်တောက်လို့ငရဲသွားတာမဟုတ်ပါဘူးအဲ့လိုပြောလို့လေဟာဆရာတေးကလာငါ့ကိုတောက်လို့ရလူရအဲ့လိုပြောအပြစ်လုံးလို့အပြစ်သားဖြစ်တာမဟုတ်ဘူးဆိုတာအယံသိစေခြင်းနဲ့အရောက်စီတိုင်းကိုအပြစ်လုံးလို့အပြစ်သားဖြစ်တာမဟုတ်ဘူးအပြစ်သားဖြစ်လို့အပြစ်လုံးပြစ်သားဖြစ်လို့ပြစ်လို့တယ်ဘာလို့ပြစ်သားဖြစ်လာလဲကျွန်တော်ဘာမှမလုပ်ပဲနဲ့ကျွန်တော်ငယ်တော့မခံနိုင်တဲ့စကားရှိတယ်မွေးကလေးအပြစ်ပါလာဘာဆွမ်းလို့မွေးကလေးအပြစ်ပါဘာပြစ်မှမလုပ်တဲ့ဟာရုံတော့အဲ့ဒီဆရာကိုကျွန်တော်အရင်ကလေးကွာနဲ့ပြစ်ချင်အများကကျွန်တော်တို့အိမ်မှာလာပြင်တယ်မွေးကလေးကအပြစ်ပါလာတဲ့ကြားလာတော့မခံနိုင်ငါဘာမှမလုပ်ဘူးအနက်သူပြောတယ်နေမှာအပြစ်ရှိတယ်တိလာဒီပဲလုံးဝမရှိဘူးနေနိုးစီခိုးစားလိုက်အဲ့ဒါတော့ခိုးစားတယ်ဒုက္ခတော့ဒီလိုကလေးတွေတော့ကောင်းကြီးမခံစားရဘူးဒုက္ခမှာဘာမှပဲတည်စားမှမရှိဘူးအမေကကော်ဖီတောက်တော့နိုးစီဘူးရှိတယ်အဲ့ဒီနိုးစီဘူးပဲတော့ကြာလို့ဒီပြောတယ်ကျွန်တော်တို့ကမွေးကလေးကအပြစ်ပါလာတယ်
နောက်တော့ပြောရင်လည်းတော့လက်ခံသွားလူတွေထင်တာကလေဒီနေ့ဘာသာတရားကိုလည်းစာရနဲ့စားထားတာအပြစ်သားအပြစ်လုံးမှာအပြစ်သားဖြစ်တယ်ဒါဆိုကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်လို့သူတို့ယူဆတယ်ဘယ်လူတွေတကယ်ကောင်းတာလုပ်နိုင်လားမလုပ်နိုင်ဘူးမလုပ်နိုင်အပြစ်သားရဲ့တဏ္ဍာဆိုအမြဲတမ်းပေါ်တယ်ဈေးရောက်တဲ့အဖွဲ့လေဆိုရင်ပိုဆိုးတယ်ဈေးရောက်တဲ့အဖွဲ့အကိုကြီးအရင်တိုင်းယူသွားဘာအရင်တိုင်းလဲသူတင်ထားပြီးသားဦးလေးလူတိုင်းကစိတ်ဆိုးတတ်တယ်နော်အဲ့ဒီဦးလေးကပြောတယ်ငါဘယ်တော့မှစိတ်ဆိုးဦးလေးလူဆိုတာစိတ်ဆိုးတတ်တယ်ဦးလေးငါမဆိုးဘူးငါမဆိုးတဲ့ဘုရားငါစိတ်မဆိုးဦးလေးလူဆိုတာစိတ်ဆိုးတတ်တယ်ဦးလေးမလိမ့်နဲ့တော့ငါလူကြီးကိုမလိမ့်ဘူးတော့ဘာလို့မပြောသူစိတ်ဆိုးလားလူကြီးကိုလိမ့်လို့မပြောနဲ့လေငါကစိတ်မဆိုးဘူးလို့ပြောစိတ်မဆိုးဘူးလေ你要是说了，不要对。哈，我那个不要，不能谁不说去？哎嘞，你谁说哪路干嘛？谁说？谁们说的不能表明没？谁说了没？路说了个。变的嘞。那么培养的讲对，一旦系列培养，第三系列培养，超过的培养ဖြစ်တဲ့အတွက်ကြောင့်တင်မလုပ်ပင်နဲ့ပါလာတဲ့အပြည့်မွေးရပါလာတယ်မွေးရတဲ့မှာပြစ်ပါလာတယ်တင်လှုပ်လို့လားမဟုတ်ဘူးပါလာတာဘယ်လိုပါဖြစ်လဲအာနာအပြစ်ပါလာတဲ့အပြစ်တင်မလှုပ်ပင်နဲ့ပါလာတဲ့အပြစ်ကိုတင်လှုပ်เสียမလို့ပဲယေရှုလာဆက်ပြီဟာလေလုယာကြပြောမယ်တင်မလှုပ်ပင်နဲ့ပါလာတဲ့အပြစ်ကိုတင်မလှုပ်ပင်နဲ့ပါလာတဲ့အပြစ်ကိုတင်ပြန်လှုပ်လို့လည်းမရဘူးအဲကြောင့်တင်မလှုပ်ပင်နဲ့ပါလာတဲ့အပြစ်တင်လှုပ်เสียမလို့ပဲတင်လှုပ်လို့လည်းမရတဲ့အရာလှုပ်ပေးနိုင်တဲ့ယေရှုကပုံလာလုပ်ပြီးသွားတယ်အဲ့ကိုယုံကြည်ရင်ပါရတယ်ထာဝရတက်ကိုရတယ် everlasting life ထာဝရတက်ကိုရအဲ့တော့ဘာလို့ခေါ်လဲယေရှုတော်ပြောရဘာလို့ခေါ်လဲယေရှုတော်ဘသူကြောင့်ရတာလဲယေရှုတော်ကြောင့်ယေရှုခရစ်တော်အားဖြင့်ကျွန်တော်တို့ဒီထာဝရတက်ကိုရတယ်ကျွန်တော်ကောင်းလို့လားမဟုတ်ပါဘူးမကောင်းပါဘူးဒါပေမဲ့ခရစ်တော်အားဖြင့်ထာဝရတက်ဒီနေ့လူတွေထင်တာကဒီနေ့လူတွေနားမလည်ဘူးဒါဆိုရင်တချို့လူတွေရှိခရစ်တော်ကြွလာတော့မယ်တဲ့ခရစ်တော်ကြွလာတော့မယ်နေအရက်ဖြတ်ပါဆိုင်လို့အဲ့လိုပြောတော့အရက်တောက်ပါလို့ကျွန်တော်ပြောတာမဟုတ်အရက်တောက်တဲ့ကိစ္စကိုလည်းခဏပြန်လာအောင်အင်ဒီယာနာပိုလစ်မှာကျွန်တော်ကြွားတဲ့အခါမှာချင်းနေအရက်တောက်နေနည်းနည်းတောက်တာပေါ့တောက်နေဒါမှချင်းလူမျိုးမှာထူးဆန်းတယ်ဘယ်လူမျိုးမှအရက်တောက်ပြီးဖျားကြောင့်မလာရဘူးလာရတာချင်းလူလဲလာတာတဲ့ကွာဆရာကျွန်တော်ဆူတောင်းလို့ရမှာဆရာမဲမင်းအရက်တောက်လဲလာတယ်အရက်တောက်လဲပဲနေ့တိုင်းတောက်နေတာပဲဆရာရဲ့အဲ့ဒါဆိုတော့မတောက်တဲ့နေ့မှမရှိနဲ့တောက်ရင်းနဲ့ဆရာစီမှာလာတာပါဆူတောင်းပေးပါသူလုပ်တယ်ကောင်းကြီးမင်္ဂလာတော့အရာရချင်ကောင်းကြီးတော့အရာရချင်မူးနေတာလားပြားကြီးကောင်းကြီးပြပါဆိုပြအာမင်အဲ့ဒါထားပြတာအာမင်ကိုမလွတ်တမ်းပြောနေတာသူမူးလာတော့အရာမဟုတ်ဘူးအဲ့တော့ကျွန်တော်ပြောပြမယ်ညီကောင်မောင်ကတော့ထာဝရတက်ရတာတင်ကောင်းတာမကောင်းတာနဲ့ဘာမှမဆိုင်ဘူး
တော်တင့်အတွက်လှုပ်ဆောင်ပေးခဲ့တော့ကောင်းကောင်းသဘောပေါက်ရင်ရမကြည့်အဲ့လိုပြင်ပါအဲ့လိုပြရတဲ့ထွက်တော့မဲ့နေမတိုင်ခင်မှာတာဦးတွေကိုတတ်မဲ့နေအေးတကတိုင်းတွေတကထုတ်တွေကိုသွေးနဲ့တုပ်အဲ့အသွေးတုပ်ထားတဲ့အိမ်တိုင်းထဲမှာရှိတဲ့တာဦးတွေအကုန်လုံးပြောက်ဟုတ်လားဆိုအဲ့ဒီအိမ်ထဲမှာရှိတဲ့သူတွေက perfect မဟုတ်ဘူးဒါပေမဲ့အသွေးကိုမြင်တဲ့အခါမှာဘာဖြစ်လဲလုံးမြောက်ယေရှုခရစ်တော်ရဲ့အသွေးဒီငါအပြစ်ရှိသမျှကိုဆေးကြောပြီးတော့တင်ယုံရင်ဒီဘယ်ရတဲ့လုံးမြောက်ရအပြစ်ငရဲကနေထာဝရတည်ခြင်းကနေလုံးမြောက်ဘာတိကြောင့် There is power, wonder working power in the blood of the Lamb. There is power, wonder working power in the precious blood of the Lamb. Jesus Christ ရဲ့အသွေးတော်ကကျွန်တော်တို့ရဲ့အပြစ်ရှိသမျှကိုစေကြောတယ်ခရစ်တော်ကငါအပြစ်ကြွေးအလုံးစပ်ပြီးပြီလို့ယုံရင်ဒီကောင်းတာမကောင်းတာနဲ့ဆိုင်လားဒါဆိုဘယ်သူကောင်းတာနဲ့ဆိုင်လဲဟယ်လိုယေရှုလှုပ်ဆောင်ပေးခြင်းနဲ့ဆိုင်တယ်ဖခင်ကောင်းတဲ့ခြင်းနဲ့ဆိုင်တယ်ဒီမှာကျွန်တော်နားလည်အောင်ပြောပြတယ်နှစ်ယောက်ခဏလာပါဟောသဘောပေါက်စေချင်တာခရိယာနေဒီနေ့ခရိယာနေသဘောမပေါက်တာအများကြီးပဲသဘောမပေါက်တာအများကြီးပဲသူကဘာကဒီနေ့ပြစ်သားလုပ်ပဲပြစ်သားရစ်ပူစောခြင်းအကြောင်းကျွန်တော်နည်းနည်းရှင်းပြတယ်သူကတိုးကလေးလုပ်ပဲတိုးလေးဆိုလည်းလေးတူးထောက်ဟုတ်ပြီဘိုးတော်ကလူတွေကကိုယ့်အပြစ်အတွက်တစ်နှစ်တစ်ခါပါလို့ရလဲရစ်ပူစောရချင်းလို့ပြန်ဇစ်ပူစောရသူကအပြစ်သားခရစ်တော်အပြစ်တော့ဘုရားသားဖြစ်သွားပြီဘုရားသားမဟုတ်ရင်တော့တော်လေးစိုးမဲ့ပုံစံမရှိဘူးသူကအပြစ်သားကျွန်တော်ကယိပရောဟိတ်ကောင်းတဲ့နေရာအမြဲတမ်းယူတယ်ဒီမှုတော့ဆိုကျွန်တော်ယိပရောဟိတ်သူကအပြစ်သားတိုးကလေးကိုယူလာပြီတိုးလေးကိုခေါ်လာသူဘာအတွက်တိုးလေးကိုယူလာတာလဲယေဘရဟိစီအပြစ်ဖြေဖို့ဘာလို့လဲအပြစ်ဖြေဖို့အဲ့ဒါသဘောပေါက်အပြစ်ဖြေဖို့ခေါ်လာပြီအဲ့ဒီအချိန်မှာယေဘရဟိရဲ့လောက်ရသောအရာတစ်ခုရှိတယ်ယေဘရဟိကသူအပြစ်ဖြေဖို့လာတဲ့အတွက်ကြောင့်သူ့မှာဘလောက်အပြစ်ရှိလဲဆိုတာကိုယေဘရဟိစိတ်ဝင်စားယေဘရဟိစိတ်ဝင်စားတာတိုးကိုစိတ်ဝင်စားဒီတိုးလေးကလူမျိုးစီရလားဥပမာပေါ့ကျန်စာထဲမှာအဲ့ဒီတိုးကအချီးဖြစ်ရမယ်လူပြိုစေရအတိုးပြိုစေရဘယ်လိုပြောရမလဲအဲ့လိုဟောစာဖြစ်ရအပြစ်မပါအခါမလဲလို့ပြောတဲ့အတွက်ကြောင့် तू ကအင်္ဂလိပ်လိုပြောရင်ကွာ virgin ဖြစ်ရဆိုတော့ तू အဲ့လိုဖြစ်ရဆိုတော့အပြစ်သားလာပြီအပြစ်ဖြေဖို့လာပြီ
any chain ma van ni ma pit de balau shi le pyo san ki prophet ma me sai la ngwan sa sai wen sa ra ka batu tu sai wen sa tu ga ana shi la a pied shi la a kon long chi bi do ma tu ma a piedမရှိဘူးဆိုတာသိရင်တိုးရဲ့ခေါင်းပေါ်ကိုအပြစ်သားရဲ့လက်ကိုတင်တယ်ပြီးတော့မှယေဘရဟိကဆုတောင်းပေးတဲ့အချိန်မှာဒီမကောင်းတဲ့အပြစ်သားရဲ့အပြစ်တွေအားလုံးကဘုသူစီရောက်သွားတယ်ဆိုတော့တိုးစီရောက်သွားတယ်တိုးရဲ့ကောင်းတဲ့ခြင်းတွေအားလုံးကဒါတော့အရေးကြီးဆိုတော့တိုးကစတိခံရတိုးရဲ့ကောင်းတဲ့ခြေတွေအားလုံးကဘုသူစီရောက်သွားတယ်ဘုသူစီရောက်သွားတယ်အဖြစ်သားစီရောက်သွားတယ်ရှုတောင်းပြီးပြီဆိုတာပဲဘာဖြစ်သွားမလဲသူက I'm free သူကတော့ free ဖြစ်တယ်သူပြန်သွားတယ်ဒါပေမဲ့သူသွားလို့မရတော့ဘာဖြစ်လို့လဲသူရဲ့အဖြစ်တွေအားလုံးသူစီရောက်သွားတယ်တိုးပြီးရောက်သွားတယ်တိုးရဲ့ကောင်းတဲ့ခြင်းတွေအားလုံးကဘုသူစီရောက်သွားပြီပြစ်တာဆိုတော့ तू ကဒီတော့အားပြည့် तू ကဘာဖြစ်သွားလဲအပြစ်ကနေလွတ်သွားပြီဘာလွတ်သွားပြီဒါမဲ့ဒီဘာကြီးအပြစ်တွေ तू ကဘာလုပ်ရတော့အတ္တခါတော့ဒီယေရှုလဝကတိုင်မှာအသေးခံဖို့ခံရမယ်ဘုသူကြောင့်လဲကျွန်တော်အရောက်စီတိုင်းတော့တဲ့မှာဘလောက်အပြည့်ရှိလဲဆိုတာဘုရားစိတ်ဝင်စားငွေရတဲ့ပြစ်ပါလာပြီးသားဒါပေမဲ့တဲ့ပြစ်ကြွေးတွားတိုးကလေးပြီးတော့ယေရှုဘယ်လိုကျမ်းစာမှာပြောလဲယောဟန်ကဗတ္တိဇဆရာယောဟန်ကလူသားရဲ့အားလုံးရဲ့ပြစ်ကိုတည်ဆောင်သွားမယ်တောပင်တွေကိုကြည့်လို့တဲ့တိုးကလေးဒီဥသောယေရှုခရစ်တော်ကလဝကတိုင်မှာမလုပ်နဲ့ကျွန်တော်ပြည့်ကျွေးအားလုံးကိုသူယူပြီးတော့အသေးခံသွားတယ်သူရဲ့ဖြောင့်မတ်ခြင်းနဲ့အားလုံးကသူ့ကိုယုံကြည်သောသူတွေအတွက်ပါဖြစ်လာခရစ်တော်အဖြစ်ကျွန်တော်တို့ကလွတ်မြောက်သောသူဖြစ်တယ်သူကတော့အသေးခံရကျွန်တော်ပြည့်ကျွေးအားလုံးကိုဘယ်မှာမြုပ်နှံလဲအိုးမြေကြီးထဲမှာမြုပ်နှံတယ်ကျွန်တော်ခံရမယ့်အမင်္ဂလာတွေအားလုံးလဝကတဲ့မှာအခုပေးဆက်သွားတယ် hallelujah thank you ရှင်ဖျားရှင်ကောင်းပြီတဘောပေါက်ရမှာကတင်ဘလောက်အပြစ်ရှိတယ်စာရဏတဲ့အပြစ်ကိုပဲလက်ညှိုးမြဲတာထိုးတယ်ဟုတ်လားတင်မကောင်းဘူးဟုတ်တယ်ဒါပေမဲ့တင်ပြန်တော့လက်ညှိုးထိုးရမှာပဲလေလဝကတဲ့ hallelujah hallelujah တင်ပြန်တော့လက်ညှိုးထိုးရမှာပဲလေတင်ပြည့်ကျွေးအားလုံးကိုစပ်ပြီးခဲ့တာပါမလားတင်မလုတ်ပင်နဲ့ပါလာတဲ့အပြစ်တွေအားလုံးတော့လဝကတဲ့ယေရှုကိုစပ်ပြီးအမေတခုပြောအဲ့ဒါကတိချင်းနဲ့ဆိုင်လို့ရဟုတ်လားโอเคကတိချင်းနဲ့ကောင်းကြီးမတူဘူးကတိချင်းနဲ့ကောင်းကြီးမတူဘူးကတိချင်းရတာကယုံကြည်ခြင်းနဲ့ရကောင်းကြီးမင်္ဂလာကြတော့နာခံခြင်းအပေါ်မှာရ obedience give birth blessing the blessing obedience ဝန်ခံခြင်းနာခံခြင်းကဘာဖြစ်စေကောင်းချီးမင်္ဂလာကိုဖြစ်စေအာဗြဟံယုံကြည်ခြင်းရဲ့ဖခင်အာဗြဟံမင်းအမျိုးတွေထွက်ပေးငါပြတဲ့တော်ပြည်ကိုသွားမင်းထွက်လာမယ်မ
မင်းမျိုးနဲ့ထွက်လာမယ်ငါပြတော့ပြီးတော့မယ်လို့မင်းဆုံးဖြတ်ချက်ချငါမင်းကိုအစင်ကောင်းကြည့်ပေးမယ်မင်းကိုကောင်းကြည့်ပေးတော့ငါကောင်းကြည့်ပေးမယ်မင်းကိုချိန်ဆတော့ငါချိန်ဆမယ်အာဗြဟံအတွက်ထွက်လာဖို့အရက်ခတ်တယ်ဘာကြောင့်လဲအာဗြဟံဒီသူ့အဖေနဲ့သူ့ညီကိုမောင်မလေးနဲ့သူ့မိသားစုနဲ့နေရတာသူအဆင်ပြေနေတယ်ဒါမဲ့ဘုရားဖေကျွန်တော်ဖေဘောကကျွန်တော်အမျိုးတွေနဲ့ကျွန်တော်အဆင်ပြေနေကျွန်တော်စားကြရှိတယ်ကျွန်တော်မှာအိမ်ရှိတယ်ကျွန်တော်မှာဟာလားဟိုနေစရာထိုင်စရာအပြည့်စုံကုန်ရှိတယ်စားစရာယာကင်းအပြည့်ရှိနေပြီကျွန်တော်ဖေဘောမှာမင်းငါစကားကိုနာခံငါပွားဆိုတဲ့ပြည်ကိုမင်းပွားမင်းထွက်ဆိုထွက်တယ်ငါမင်းကောင်းကြည့်ပြီဒီမှာကျွန်တော်နားလည်အောင်ပြောပြမယ်ဖျားသခင်ကလေသူ့ကိုကြံသောအရာတွေထက်ဦးစားပေးတာကိုလိုချင်သောဖျားဖြစ်တယ်ဟာလေလုယာသူ့ကိုကောင်းကြီးပေးခြင်းနဲ့ဒါပေမဲ့သူ့ကိုဖျားကပထမနေရာမှာထားချင်သောဖျားဖြစ်တယ်ဒီနေ့ဒီမှာရှိတဲ့ညီကိုမောင်မရောက်စတဲ့ကျွန်တော်ပြောမယ်အာဗြဟံကဲ့သို့ဖျားစကားပြောတာရှိယုံကြည်သူပြောဖြစ်တယ်ဖျားကိုပို့ွယ်တဲ့သူဖြစ်နေရက်နဲ့တင်းပြီးလူမျိုးဆွဲနေသေးတယ်ခါရမဆွဲနေသေးတယ်ဆွဲရင်တင်းဖျားသားပါပဲထာဝရတက်တော့ရပါတယ်ဒါပေမဲ့စစ်မှန်တဲ့ကောင်းကြီးစစ်မှန်တဲ့ဖျားပြင်ဆင်ထားတဲ့ဝမ်းမြောက်ခြင်းနဲ့အောင်မြင်ခြင်းနဲ့တင်းဝိဒတ်ဝိနလေးဒီနေ့မြန်မာပြည်ကနေရောက်ရှိလာတဲ့တိုင်းသားတင်းတော်တွေတော်တော်များများစိတ်ဝန်းနဲ့ကွဲပြီးတော့အတင်းတော်တွေကွဲပြားကုန်တာဘာကြောင့်ဒီလူမျိုးရေးစိတ်ကဒီစကားရင်းနဲ့ဘုရားရှိခိုးရင်းနဲ့ဘုရားကိုကိုးကွယ်ရင်းနဲ့ဘာကြောင့်ဒေါသတွေစီဝေပွဲမှာထပ်လို့စကားများတာတွေအတင်းတော်တွေကွဲကုန်တာတွေဝေကြီးရေးပြဿနာတွေဘာလို့ဖြစ်နေတာလဲပြောဘုရားကိုယ်ကိုယ်ဆိုဘုရားသားသမီးဆိုကျွန်တော်အင်ဒီယာနာပိုလစ်ကိုတော်ရတာကျွန်တော်မျက်အင်ကြတယ်ကျွန်တော်တရားဟောခွေပြန်ကြည့်အင်ဒီယာနာပိုလစ်မှာဒေါက်တာရိုက်ကီယိုတင်တော်ဘာကျွန်တော်တရားဟောတယ်လူထောင်နဲ့ချီလာတယ်အနည်းဆုံး3-4တောင်ရှိတယ်ဒါပေမဲ့အဲ့ဒီမှာအသက်ခါတဲ့ချင်းကြီးကိုအများကြီးဂိမ်းစတာတွေတနတ်နဲ့ဝိုင်းပစ်တတ်ဟာဘာဖြစ်ကုန်လဲဂိမ်းစတာတွေအများကြီးဖြစ်နေပြီဘုရားသခင်ကသူတို့ဟောတောင်းပေါ်နေပြီးတော့နိုင်ငံခြားကိုပို့ပြီးတော့အိမ်နဲ့ကားတွေနဲ့ထားတာသူများတတ်တယ်မဟုတ်ဘူးဘုရားဘုရားဖိရှားဖို့ပို့တာဘုရားမိကုန်ပြီဘုရားမိကုန်ပြီမင်းတို့ကတော့ဘုရားပြရှိခွင့်ကိုမခွင့်တော့ငါတို့ခွဲထွက်မယ်ကိုယ်နဲ့ပုံစံမတူရင်စုတောင်းပေးကြလို့မရှိဘူးဘုရားတတ်နိုင်တယ်ဆိုစုတောင်းကြလေကိုမကြိုက်ဘူးဆိုရင်လက်သေးကိုမကြိုက်လို့လက်တစ်ခုလုံးဖြတ်เสียမလိုပါဘူးလက်သေးလေးကိုညှက်ရုံပါပဲဟယ်လိုအခုဒီနေ့ပြဿနာဖြစ်တာကလက်ဖြတ်ဖို့ပဲစဉ်းစားနေတယ်ကွဲဖို့ပဲစဉ်းစားတယ်ရှိတဲ့အမားလေးကိုလက်သေးညှက်ကလေးနဲ့ဖြတ်ဆိုဖြတ်လိုက်တဲ့ကဲသူစုတောင်းခြင်းနဲ့ဒီကိစ္စကိုဖြည့်ရှင်းလို့ရတဲ့ကိစ္စအများကြီးပဲ all you need is the wisdom from God တင်လို့အနေနာကပြဿနာတစ်ခုဖြစ်တာနဲ့ကွဲဖို့ဖက်စုတောင်းပြီးတော့ဘုရားခင်စီကပညာတစ်ချက်ပဲရအဲ့ဒီပညာကအတင်းတော်မကွဲပြားစေဘူးပေါင်းစည်းပေးတယ်ပြစ်တာနဲ့တိဆောက်ပေးတယ်အဲ့တော့မှပြဿနာဖြစ်လာကွဲပြားမလို့ပါဘူးစုတောင်းစမ်းမှာall you need is a wisdom. Remember that. Wisdom. That's why the Bible said that the God judges are popular. Tia tata thema.
ဖြေရှင်းပေးနိုင်ဟာလေလုယာဘုရားကပြဿနာအားလုံးကိုဖြေရှင်းပေးနိုင်ဘေးနားမှာရှိသူပြောလိုက်ပါဘုရားကပြဿနာအားလုံးဖြေရှင်းပေးနိုင်တယ်He can solve all the problem. ဒါမဲ့ကျွန်တော်တို့ကဘုရားသခင်ပေးမဲ့ဖြည့်ရှင်းနည်းကိုမစောင့်မဲ့ကိုယ့်ဘာသာဖြည့်ရှင်းလိုက်ကျွန်တော်ပြောပြအင်ဒီယာနာပိုလစ်မှာရှိတဲ့လူငယ်တွေဘာကြောင့်ဆိုးသွားလို့ဘာကြောင့်လူတက်ရဲသွားတာဘာကြောင့်ရိုင်းဆိုင်ကုန်တာလဲဘုရားကျောင်းမှာကြီးလာတဲ့ကလေးတွေ Sunday School မှာကြီးလာတဲ့ကလေးတွေကိုယ်ရဆိုတဲ့ကလေးတွေ gangster တွေဘာလို့ဖြစ်လို့လဲ That's my question ဘယ်လိုဘုရားကျောင်းမှာကြီးလာတဲ့ကလေးတွေဘုရားကျောင်းမှာကြီးလာတဲ့ကလေးတွေ Sunday School မှာကြီးပြလာတဲ့ကလေးတွေတွားမေးကြည့်တဲ့ကျမ်းစာအကုန်တက်တယ်ကလေးတွေဘာကြောင့် gangster ဖြစ်ကုန်တာဘာကြောင့်လူတက်တဲ့ခိုင်းထဲမှာရောက်ကုန်တာဘာကြောင့်ကျွန်တော်နားလဲပြောမယ်အဖေမိန်ကြောင့်ကျွန်တော်ခွင့်လို့ပါကျွန်တော်တက်တယ်ပဲပြောမယ်အဖေမိန်ကြောင့်ဘာလို့လဲအဖေမိန်ရဲ့တင်းတော်မှာစကားများနေတယ်ကလေးတွေဖျားတော့မသွားရှင်တော့ဘူးအဲ့ဒီမှာအများဆုံးရှိတာဟာခါနဲ့ဖလာအင်ဒီယာနာပိုလစ်မှာရှိတဲ့ဟာခါနဲ့ဖလာဟာခါလို့ဖျက်ရှိခုံးမလားဖလာလို့ဖျက်ရှိခုံးမလားဟာခါလို့ဖျက်ရှိခုံးမလားဖလာလို့ဖျက်ရှိခုံးမလားဒီဟာနဲ့တက်လာတဲ့အများစုကဖလာဖြစ်တဲ့အတွက်ကြောင့်ဖလာကျန်းစာအုပ်ကိုင်နေဟာခါမကိုင်ဟာခါမရောဟာခါအဲ့ဒါနှစ်ချမ်းကွဲတဲ့ကွဲတော့လူငယ်တွေကမျက်ရည်နဲ့ကြံခဲ့တယ်ဟိုဘက်တင်းတော့ဖလာခွဲထွက်တော့ဖလာပြီဘာ I'll come and visit you okay ဝဲနေပြကြောင်လာလုံးမရတာနက်ကလမှာပဲတွေ့ကြရအောင်ဖြစ်သွားသူတို့ရဲ့စုံစည်းရတာဘုရားကျောင်းလို့တော့ဘာကြောင့်လဲဘုရားကျောင်းမှာကျောင်းတဲ့တယောက်လူကြီးတွေမတည့်တဲ့အပြင်ဘာဖြစ်လဲအလူငွေဒီဖျားเจ้าမှာငါစခဲ့10နှစ်ရှိပြီဖြစ်တဲ့အတွက်ငါရဲ့10ဘုတ်ဘုတ်အကုန်ပြသွင်းတာ10ဘုတ်ဘုတ်ပြန်ကောင်း10ဘုတ်ဘုတ်နင်တို့ပဲထဲတာပေါ့ငါတို့လည်းထဲတော့လာဘူးအဲ့ဒါဖျားเจ้าက3စီးရှိတယ်3စီးဆိုတော့ဘယ်လိုခွဲရမှာမသိဖျားကြောင်လက်ချမ်းကွဲသွားတော့ဒီဘက်မှာတစည်းဒီဘက်မှာတစည်းဒီတစည်းအတော့ခွဲရမှာရောင်းပလိုက်ပြီးတော့ခွဲတယ်ပတ်စံတချို့အသင်းတော်တွေများဆိုရင်အလူငွေမပြတ်မပေးချင်တဲ့အတွက်တရားရုံးထိရောက်တရားရုံးထိရောက်တယ်ခရိယာန်လေတရားရုံးထိရောက်တယ်တရားရုံးမှာရေးဆိုင်နေငါတို့ပတ်စံသူတို့ပတ်စံငါတို့ပတ်စံအိုးကျွန်တော်တင်းတော်မှာလည်းတစ်ခါပြဿနာဖြစ်ကျွန်တော်တင်းတော်ကိုင်းွယ်တော့လူငယ်နဲ့လူကြီးတွေကလည်းဝေးရဒီပီယနိုနဲ့ကဝေးလာတော့အစည်းအဝေးစတယ်တာရှင်လူငယ်ရဲ့စိတ်တွေညစ်နေလူငယ်ရဲ့ချတယ်လူမျိုးပေါ်လို့ချတယ်အဖိုးကြီးဘွားကြီးရှင်ဆိုအဲ့လိုလူငယ်ရဲ့ကျွန်တော်ကပြောဆရာဒီဘွားကြီးမနေချင်ပါဘူးဆရာအတင်းတော်ကိုလုံးဟာမင်းတို့မလုံးနဲ့ခဏနေအောင်လူကြီးတွေကလည်းငါတို့ဝေးမှနေလို့လူဖြစ်လာတာပစပိတ်ငါတို့လုံးတယ်လို့လုံး
choir ဆိုကလေးတွေကလည်းမဆိုခြင်းဆိုခြင်းဆိုမီဒိုဆိုကာနာနေအဆိုရှင်မဲနဲ့ choir တွေဝင်ဆိုတာလူငယ်စိတ်ညစ်လူကြီးတွေကလည်းဘာပြန်ပြောအဖေDaddy Can I tell you something? Lucia, Pardon? Daddy, I don't want to go to church anymore. What did he say? What did he say? You don't want to go to church? Come. Let's slap your face. You can't do that. I don't know me out. At that session never big, you know. Okay, Daddy. Session is big, Baba. Session is big, Joe. Okay. Lam alone. You tell me like that. Now I'm on call, man. Di maba. 000 000 khóc lại hôm mà nãy ngon phê bây giờ rồi I'm gonna slap me okay slap me I'm 18 now you gonna okay slap me I'm gonna call 000 sit down မရတော့ဘူးအဲ့မှာဇလန်ရစအဖေမေရီကသူတို့ပုံသွင်းကလေးတွေကလည်းမရဒါနဲ့တင်းတော်နဲ့ချကွဲတော့ဒါနဲ့ကျွန်တော်ဆူတောင်းနဲ့ဖျက်ခင်ပါလောမှာလေပြောတော့ဆူတောင်းကျွန်တော်ပြဿနာရဲ့အဖြေကဖျက်ခင်စီမှာပဲရှိအမှန်တရားနဲ့ဘယ်တော့မှဆုံးဖြတ်လို့မရဆူပဲတောင်းဆူတောင်းတရက်မှာဘုရားကျွန်တော် vision တစ်ခုပြတယ်ကျမ်းစာဖတ်ရင်ကျမ်းစာထဲမှာပြလဲဆိုတော့ရှောလမုန်မင်းကြီးစီကိုမိမနှစ်ယောက်ရောက်လာမိမနှစ်ယောက်သူတို့ကကလေးတယောက်စီရှိကြတယ်ဘလောက်အဲ့ကြီးလည်းမသိဘူးကလေးတယောက်ဖိတမိတယ်အိတ်တာအိတ်ရင်းနဲ့ကလေးတယောက်ကိုဖိပြီးတော့အိတ်လိုက်ပြီးတော့သေးသွားဒါနဲ့အသက်ရှင်တဲ့ကလေးကိုလူတယ်နေကလေးငါကလေးနဲ့လူကြိုင်နဲ့ဘယ်ရောက်သွားလဲဆိုတော့တရားလုံးရောက်သွားတယ်ရှောလမုန်စီစဉ်ဒီကလေးတယောက်မျိုးတော့လူနေမယ်စားထချာခွဲတော့ပြောက်တော့ယူလိုက်ပြောက်တော့ယူလိုက်လို့ပြောလဲပြောတော့ခွဲလိုက်ရင်ကလေးတေးပြီးအဲ့ဒီခါမှာမိခင်အရင်ဖြစ်သူကသူ့ကလေးသူကောင်းပြီမိခင်အရင်ဖြစ်သူကမတတ်ပါနဲ့ယူရင်မတတ်ဖခင်အရင်မိခင်အရင်အစ်စ်ကဘယ်တော့မှဝဲမခံဘုရားလက်ထဲအပ်ပေးလိုက်ကျွန်တော်ဘုရားလက်ထဲအပ်ပေးလိုက်သူတို့ကလည်းကောင်းကြီးဖြစ်သွားတယ်ကျွန်တော်တို့လည်းကောင်းကြီးဖြစ်သွားတယ်တင်းတော့မကွဲတော့ပါဘူးဘာနာလဲစီချင်းလဲဆိုတော့ပြဿနာတစ်ခုဖြစ်လာရင်အဖြေကဘာမှပဲရှိဘူးနောက်ကပတ်တော့မရှိဘူးဆူတောင်းပြီးတော့အဖြေရှာပြဿနာအိမ်တော်ရေးပြဿနာလူမျိုးရေးပြဿနာအချစ်ရေးပြဿနာအရာခတ်တဲ့အပြိုလူပြိုလေးတွေမကြခင်မှာရေးသားတွေထားတော့ဖျားခင်သူ့တော့တမီးအရန်ချစ်နေပါလို့ဘလောက်ပဲချစ်ဖျားခင်သူ့တော့ဒါအရာချစ်နေပါလို့မရရင်သိပါတော့မယ်ပေးပါမဟုတ်ပါဘူးအဲ့ဒါမှားတယ်ကိုတော့တကယ်ကိုတော့အလိုလိုရှိတယ်ဆိုပြီးအလိုလိုမရှိဖယ်ရှားပေးပါကိုတော့အနာဂတ်ကိုကြိုကြည့်တယ်ခင်ဗျာဟာလေလုယာအနာဂတ်ကိုကြိုတည်တယ်ခင်ဗျာကိုတော့လက်ထဲမှာအကုန်အပ်တယ်အကြည့်ပါခင်ဗျာကောင်းကြည့်ပေးဒီလူငယ်ပေါင်းပြောက်ပြောက်တော့ပျက်စီးသွားတာအဖေအမေတွေရဲ့ခိုင်းကနာဆွဲကြအဖေအမေတွေရဲ့ခေါင်းမာမှုကြောင့်အဖေအမေတွေရဲ့ငါမှန်းနဲ့ဒါမှန်းနဲ့ဒါပဲငါမှန်းနဲ့ဆိုလိုက်မှာတမန်တရားနဲ့မဆုံးဖြတ်ပဲနဲ့ကိုယ့်အမှန်တရားနဲ့ဆုံးဖြတ်တဲ့ကြောင့်လူငယ်တွေကဘာဖြစ်လဲကြာလာတော့ဘုရားเจ้าမှာရှိတယ်
ထိန်းလို့ရတဲ့အရွယ်တော့သူတို့နေနေမယ်ထိန်းလို့မရတော့သူတို့မနေတော့ဘူးပျက်စီးသွားဆုံးရှုံးသွားတော့ညီကောင်မောင်မတော်ကဲတင်ချီရပြီးတဲ့လူရဲ့အသက်တာအသွေးတော်အပြင်ရွေးဝယ်ခြင်းရပြီးတဲ့လူရဲ့အသက်တာအောင်မြင်သောအသက်တာကောင်းကြီးခံစားခြင်းနဲ့မင်္ဂလာဖြစ်ခြင်းနဲ့ဆိုရင်ကဲတင်ချီတော့ဂျေဇုတော်ကြောင့်ယုံကြည်တဲ့အခါမှာရတယ်ဒါပေမဲ့ကောင်းကြီးမင်္ဂလာကြတော့ obedience နာခံခြင်းနဲ့သွားအာဗြဟံမင်းရဲ့မိသားစုနဲ့ထွက်ခဲ့ပြောချင်တာကမင်းရဲ့အတွေးခေါ်မင်းရဲ့အစွဲလူရဲ့လူမျိုးဆွဲတယ်ဝါရဆွဲတယ်ကိုင်းရဆွဲတယ်အကုန်ဖဲပြီးတော့နောက်ဆွဲလာစားမှာနောက်ကိုယ်ကိုထွက်လာစားမှာဟယ်လိုဒီရဲ့တင်းတော်ကိုလူမျိုးကိုချစ်တာအရင်ကောင်းတယ်ဖရားလည်းကြိုက်တယ်ဒါပေမဲ့လူမျိုးဆွဲတာဖရားဆွဲဖို့ဖရားလို့ရှိဟာလေလုယာကိုလူမျိုးကိုချစ်တာကောင်းတယ်နော်ကိုလူမျိုးချစ်တာကောင်းတယ်နော်ဒါပေမဲ့လူမျိုးဆွဲတာမကောင်းဘူးလူမျိုးကိုချစ်တာမှန်တယ်လူမျိုးကစုပေးပေးတာမှန်တယ်ဒါပေမဲ့လူမျိုးဆွဲတာဖရားကိုဆွဲတယ်လို့ဖရားလို့ရှိတယ်အမေရိကကောင်းကြီးဖြစ်တာကိုသူ့လူမျိုးကိုသူချစ်ပေမဲ့တကယ်ကယ်တင်ခြင်းရပြီးတဲ့နောက်ပိုင်းမှာလူမျိုးကတော့သူတို့သွားတယ်အသေးခံတယ်အာဖရိကမှာအသေးခံတယ်မြန်မာပြည်မှာဆရာကြီးယူလိုက်တာဒီချမ်းသာအောင်မပြီးမရှိသူမပြရဘူးဘာကြောင့်လဲသူပြေတော့ဆိုတော့သူသိဒါပေမဲ့သူလူမျိုးဆွဲတယ်အမေရိကမှာနေမှာဘာသူပတ်စံချမ်းသာတဲ့လူသူ professor တရားသူအောင်မြင်တဲ့လူတရားသူလူမျိုးကိုချစ်တယ်ဒါပေမဲ့သူလူမျိုးဆွဲတာဖရားကိုဆွဲတဲ့အခါမှာလူမျိုးတကာထံကိုသွားတာသာသနာတော်ပြုတယ်ဒီနေ့ကရင်လူမျိုးတွေဖရားဘာလို့ကောင်းချီးပေးလို့မရတော့လဲပြည်ကရင်လူမျိုးတွေကျွန်တော်ကြားရင်စိတ်ဆိုးကြတယ်ဒါပေမဲ့ပြောတပိုင်းမှာပေရှာပြတ်ကြည့်ကချင်းနေရှင်းနေသာသနာပြုတဲ့အပူပိုင်းမှာနိုင်ငံသားဆရာကြီးတွေနဲ့တွဲပြီးတော့သာသနာပြုခဲ့တာပြည်ရင်ဒါကြောင့်ကရင်လူမျိုးကပထမဆုံးမြန်မာနိုင်ငံမှာဖျားပုတ်ွယ်တဲ့လူမျိုးစုတွေမှာအများဆုံးပဲသူတို့သာသနာပြုခဲ့တဲ့ကရင်ကချင်းတွေသာသနာပြုခဲ့တဲ့ချင်းတော်မှာတွားခဲ့တဲ့ကရင်တွေပါတယ်မတပြင်းတဲ့ပါဘူးငါလူမျိုးမှာငါလူမျိုးဖြစ်လာတဲ့ခါမှာဘာဖြစ်သွားလဲဘလောက်တိုက်အောင်နေချင်းမရတော်တိုင်းလောက်တာ60နှစ်60ကျော်တော့ဒီအောင်မြင်ခြင်းမရဘူးတွဲတဲ့ကွဲပြားကုန်ဘာကြောင့်ပထမလူမျိုးကိုထားတယ်ဖျားကိုထားတယ်ကချင်လူမျိုးတွေမြင်တဲ့မင်္ဂလာရှိတယ်ဒီနေ့တိုက်နေကြနတ်ကိုလိုလိုချစ်တာမှန်လူမျိုးဆွဲပြီးတော့ငါလူမျိုးမှာငါလူမျိုးဆိုရင်ဖျားကောင်းချီးပေးချင်တော့ပြီးလို့မရဘူးချင်းလူမျိုးတွေတင်လို့ဖျားအရာကောင်းကြီးပေးနေပြီးချင်းနိုင်ငံတကာမှာကိုယ်ွယ်ချင်းပိုင်းဆိုင်ရာအလို့ထားဆုံးတာချင်းလူမျိုးတွေဖျားလူငယ်တွေထဲမှာလုံးလုံးကြကြတက်ကြွကြွနဲ့ကိုယ်ွယ်နေပြီးတာချင်းလူမျိုးတွေဒါကြောင့်တင်လို့ကောင်းကြီးမင်္ဂလာထိမ့်သိမ့်ဖို့ရတော့ကိုယ်လူမျိုးကိုချစ်ပါတိုးတယ်လူမျိုးမဆွဲတာတင်လူမျိုးမပြောက်သွားချင်ဖျားကိုဆွဲစမ်းပါကိုလူမျိုးကိုဆွဲတာဖျားကိုဆွဲဘယ်တော့မှချင်းလူမျိုးမပြောက်ချင်ရဘူးဟာလေလုယာအစ္စလာမ်လူမျိုးဘာလို့မပြောက်တာကျွန်တော်ပြောပြအာဗြဟံကဣဇက်ကိုသူ့လူမျိုးနဲ့မိတ်ဆက်ပေးတာမို့ဖျားနဲ့မိတ်ဆက်ပေးခဲ့တယ်အာဗြဟံကဣဇက်ကိုဖျားနဲ့မိတ်ဆက်တယ်ဣဇက်ကယာကုပ်ကိုဖျားနဲ့မိတ်ဆက်တယ်ကျွန်တော်ဆိုရင်ဒီလူငယ်တွေဖျားတော့မှရှိနေမယ်အခုဝဲရတဲ့ကလေးတွေနောက်နဲ့20ပါဘုရားကျောင်းမှာရှိပါလားဒီလိုလူမျိုးတွေနဲ့ဆက်မလားအမျိုးစုံတဲ့တာဖြစ်နေတာတင်းတော်တွေကွဲတယ်နောက်ဆုံးလူတစ်ထောင်နဲ့လူ900နဲ့လူ100နောက်ဆုံးပြတ်တယ်ပါကြောင်းနာမနဲ့လို့ခိုင်းပြီးပမာပြားနဲ့မသွားကြကျွန်တော်နေရာမှာလိုက်
ယားကိုနံပါတ်1နေရာမှာထားပြီးဘယ်တော့မှတင့်လူမျိုးမပြောက်စေရအောင်ဒါပေမဲ့ဖယားကတင့်လူမျိုးကိုဦးစားပေးလိုက်တော့ဒီထားsocial worker အဲ့တော့အားဘုရားကကောင်းချီးပေးရှင်တယ်မှာမင်းမျိုးလေးထွက်တယ်မင်းလူမျိုးရေးစိတ်ပတ်တာငါ့ကိုကိုယ်ွယ်တဲ့သူဖြစ်ဖို့မင်းရင်လို့ပြီးကြမင်းအပြင်မင်းလူမျိုးပြန်ကောင်းကြီးဖြစ်ဟာလေလုယာဟာလေလုယာလူမျိုးဆွဲအောင်မတင်နဲ့ဖယားကိုကိုယ်ွယ်တဲ့သူဖြစ်အောင်အရင်တင်ဖယားကိုကိုယ်ွယ်တဲ့လူမျိုးဖြစ်တော့တင့်အပြင်တင့်လူမျိုးတမျိုးလုံးပြန်ကောင်းကြီးဖြစ်တယ်အာမင်အာဗြဟံအတဲ့သူ့လူမျိုးကောင်းကြီးမဖြစ်ဘူးလားအရင်ဆုံးအာဗြဟံကိုဘုရားကသူ့လူမျိုးကောင်းကြီးဖြစ်ဖို့သူ့ကိုဘယ်ကနေဆွဲထုတ်သူ့မျိုးနဲ့ဆွဲထုတ်မောရှေအသက်40လုံးလုံးသူပညာနဲ့တင်တာဘာအတွက်ထင်လို့ဘုရားကမဟုတ်သူ့လူမျိုးအတွက်အနည်း40လုံးလုံးနန်းတော်ကပညာသင်တယ်တိုက်ရခိုက်ရပညာနိုင်ငံရေးပညာစစ်ပညာအကုန်သိယူတော့အသက်40ဖြစ်လဲပြီးတော့ချက်ချင်းသွားတော့သူပါသွားလို့မလုပ်လို့ပြောအီဂျစ်ရှင်တရားကိုသူတပ်လိုက်ငယ်ငယ်လေးကသူကသိတယ်ဘာကြောင့်မွေးကလေးကသူ့ကိုထိန်းတာသူ့အမေအရင်ကသူ့ကိုပြန်ထိန်းရတဲ့အတွက်ကြောင့်သူ့အမေအရင်ကမင်းကဒီလူမျိုးမဟုတ်ဘူးနော်မင်းကအီဂျစ်ရှင်မဟုတ်ဘူးနော်မင်းကဟေဘရဲလူနော်အီဂျစ်ရှင်ရဲ့အကြီးကျယ်တပ်ဖြတ်ခဲ့ငါတို့လူမျိုးမင်းသားမကြီးရှုံဖြစ်နေတယ်လားတပ်ဖြတ်နေတယ်လားရိုက်ပုတ်နေတယ်လားအဲ့တော့မင်းလူမျိုးရဲ့နေတဲ့သူ့အမေကရိုက်ချိန်နေတယ်လူမျိုးရေးစိတ်တယ်ဒီနေ့ကျွန်တော်လူမျိုးရေးစိတ်တက်ဖယားကိုကိုးကွယ်တယ်ဖယားနဲ့ရှိတော့ပြတ်တော်နဲ့ရှိတော့စိတ်တော်ရှိပါစေဒါကျွန်တော်ပြောတာလည်းငါတို့ကောင်းကြီးဖြစ်ဖို့ကိုလူမျိုးချစ်တာအရင်ကောင်းတယ်ကိုလူမျိုးချစ်ပါလူမျိုးချစ်တာမမာဘူးလုံးဝမမာဘူးလူမျိုးချစ်တာဒါပေမဲ့တင့်လူမျိုးတင့်အားဖြင့်ကောင်းကြီးဖြစ်ဖို့ဘုရားအလိုတော်ရှိတယ်ဟာလေလုယာတင့်အားဖြင့်တင့်လူမျိုးကောင်းကြီးဖြစ်ခြင်းတင်လားဒီတိုင်းတော့ကြွားလို့မရဘူးလူပညာနဲ့ကြွားလို့မရဘူးလူစွမ်းစားနဲ့မရဘူးတင်ဘုရားကိုကိုးကွယ်တော်သူဖြစ်ဖို့လိုတယ်Moses 40 years အနည်း40လုံးလုံးနန်းတော်မှာသူကြီးပြလာပညာကုန်တက်အသက်40ပြည့်လည်းပြည့်စတင်လို့တော်လန်ရေးစားသူတော်လန်ရေးစားစတင်ပြီးတော့လူတရားကိုတတ်တယ်သူမြေပြုတ်လိုက်ဒါပေမဲ့အဲ့ဒီကိစ္စကိုပြန်ဖော်တာသူလူမျိုးပဲပြုတ်ပြန်စိတ်နာတယ်ငါလူမျိုးကငါတော့တင်ကြားလိုက်ရတယ်ဒါပေမဲ့ငါအခုသူတို့ကြွပဲငါတတ်ပြီးတယ်ငါ့ကိုသူတို့ပြန်တိုက်သူထွက်ပြေးသွားတော်တယ်မှာအနည်း40နေရတယ်ဘုရားသခင်ကသူ့ကိုအဲဂုတ္တုပြည်ကိုပြန်ပို့ပြီးတော့သူ့လူမျိုးကဲ့တင်မယ်ပြောလို့ပြောသူပါပြောလို့ကျွန်တော်မသွားချင်ဘူးဒီလူမျိုးကိုကျွန်တော်မလုပ်ချင်ကြိုက်တဲ့လူခိုင်းကျွန်တော်မသွားဘူးအဲ့လိုလေနာကြီးချက်အဲ့မဲ့ဘုရားသခင်ကသူ့နေသူ့လမ်းနဲ့ဟိုတော့သူ့ရဲ့စိတ်ဓာတ်ကဆွဲနေတာပါလားငါလူမျိုးငါအမေပြောကြတယ်ငါလူမျိုးတွေကြုံခံနေငါလူမျိုးတွေကြုံခံနေငါလူမျိုးတွေလွတ်ပြောင်းငါလောက်အောင်ငါလောက်အောင်အသက်40မှာခွန်အားအပြည့်ရှိတယ်အစွမ်းတတ်ပြည့်ရှိတယ်ပညာပြည့်ရှိတယ်လုပ်ထွက်ပြေးရအသက်80ရောက်တော့ဘုရားပြန်ခေါ်တယ်မင်းသွားတော့မသွားချင်ဘူးအသက်40လုံးလုံးနားတော့မှပညာသင်တဲ့ပညာအားလုံးဘာမှလုပ်လို့မရဘူးတော်ထဲမှာအနည်း40ရှိအသက်80ပြည့်မှာဘုရားနဲ့သူတွေ့တယ်နှစ်ဖူးတွေ့သူတွေ့ဘုရားနဲ့တွေ့တယ် he became a worshiper အနည်း80ပြည့်တဲ့အချိန်မှာသူက worshiper ဖြစ်သွားတယ်တောင်းပေါ်မှာဘုရားကိုယ်ကွယ်တဲ့သူဖြစ်သွားတယ်
worship ဖြစ်ပြီးမှဘုရားကသူ့လူမျိုးကိုသူ့အဖြစ်ပြန်ကောင်းကြည့်ပေးတယ် hallelujah တောင်းပေါ်မှာအနည်း80ပြီးမှဘုရားနဲ့နှစ်ခုတွေ့သူတွေ့မင်းရဲ့ဆောဆန်တဲ့ငါသုံးမှာမဟုတ်ငါတကူနဲ့ငါမင်းသုံးမှာ Well, the Bible said, not by might, not by power, but by my spirit, said the Lord. Iko normal. Di lumiore. Di masih di tino ayah siapa? Dia tino tahu apa itu. Lumiore sedata. ဘုရားကိုကိုယ်ွယ်တဲ့စိတ်ဓာတ်ဖြစ်အောင်ဘုရားကိုနံပါတ်1နေရာမှာထားတဲ့သူတွေဖြစ်အောင်ကိုလူမျိုးချစ်တာမမှားပါဘူးဒါပေမဲ့ငါတို့ဘုရားကိုကိုယ်ွယ်တာဝိကျေတန်းကျေကိုကိုယ်ွယ်နေတာလားတမန်တရားနဲ့အညီကိုကိုယ်ွယ်နေတာငါတို့ဝိကျေတန်းကျေတနည်းပြတစ်ခါဘုရားကြောင်းလားတနည်းဝင်တစ်ခါပဲဘုရားကြောင်းလားတနည်းဝင်တော့မှနေ့ကင်းပိုင်းမှာဘုရားကြောင်းစားညနေပိုင်းဆိုပြီးသွားပြီဒါပဲမပြီးမချင်းသားယူကြည့်တဲ့ဖွဲ့ရှိတယ်ဒီဖွဲ့ရတဲ့ရှိဘုရားကြောင်းကြာတယ်သူတို့မကြိုက်ဒါဆိုဘုရားကြောင်းမလာနဲ့လေအဲ့ဒါကြောင့်လည်းမဟုတ်ပြောင်းငယ်လေးအကျင့်ပါနေတော့တနည်းကလေးဆိုဘုရားတော်တော်ရမယ်ဆိုတာဟိုချစ်တောင်ပါလေအချစ်ပါဆိုတော့တနည်းကလေးဆိုဘုရားတော်မတော်စိတ်ထဲမှာမပြောဘူးငယ်လေးကဘုရားတော်တက်ခဲ့ဒီဘုရားတော်မတက်ဘူးကောင်းဘူးမတော်ချွတ်ရှိတယ်ဘုရားတော်ကိုသွားခြင်းနဲ့တဲ့ဒါပေမဲ့ဒီမှာအေဂျီဖျားကြောင်းမရှိတယ်ငါတို့တချင်းမရှိဟောဒီဖွဲ့ရလို့ရှိခရားကိုကိုယ်ွယ်လို့ဆိုတာပါလေခရားကိုကိုယ်ွယ်လို့ဆိုတာပါလေပုံစံကြနေတာပြောတာမဟုတ်ဘူးအချို့လူတွေကမသိတော့ဘာရနှစ်ချင်းနဲ့နှစ်ချင်းဆိုကျွန်တော်ပြောင်းလဲလာပြီးတဲ့အချိန်မှာကျွန်တော်တကယ်နှစ်ချင်းစစ်ရေမရောနှစ်ချင်းစစ်ပြောင်းလဲသွားပြီးတဲ့အချိန်မှာတတလုံးကျွန်တော်တို့မှာလက်တွေမမြောက်ရဲဟာလေလုယာမလုပ်ရဘူးအာမင်ဆိုတာဝေးအာမင်ဆိုတာတစ်ခါပဲလုပ်တယ်အားလုံးပြီးမှတညီတညာတဲ့အသိလူကြီးကအာဆိုစမှာဆိုတော့အာမင်ဒီလိုပွဲနဲ့ကြီးပြလာတယ်ကျွန်တော်တို့ဒါပေမဲ့ဘုရားတခင်ကြီးဆိုတော့လွတ်မြောက်သွားတဲ့အချိန်မှာဘုရားကြောင့်ရောက်တော့ဟိုတော့ကျမ်းစာတရားနားထောင်ကျွန်တော်ကောင်းအောင်နားမထောင်တတ်ဘူးလေဆရာကြီးဘာလို့ဟောမှလည်းမသိဘူးကိုဘာသာကိုကစားနေတယ်မလားဟိုတော့ဆိုရင်ပတ်စံနံပါတ်ပို့တာလေနံပါတ်ပို့ပြင်းစရာကြီးလေအဲ့ဒီဆရာလည်းထိုင်ဟောနော်မောရှေဒီမောရှေအကြောင်းပဲတစ်ပတ်လာလဲမောရှေနှစ်ပတ်လာလဲမောရှေသုံးပတ်လာလဲမောရှေကြာတော့စိတ်ညစ်လာပြီကျွန်တော်မောရှေ series နဲ့ပြောဟောတယ်လူလည်းကိုကြည့်ကိုတို့ငယ်တော့ဆန်စကူဆီယာမလို့ဆန်စကူဆီယာမတင်လိုက်တဲ့တခြင်းอ่ะသူလည်းဒီတပုတ်ပေးရတာမသိမောရှေလေးရေတွေကမောရှေလေးနောက်တစ်ပတ်မောရှေလေးနောက်တစ်ပတ်မောရှေလေးအေးအမေအစိတ်ဆိုးနင်မောရှေရေတွေကမတက်လာတော့ဟုတ်လားတပတ်လာလဲမောရှေလေးအမေအစိတ်ဆိုးလာတယ်နင်မောရှေရေတွေကမတက်တော့ဟုတ်လားဒီနေ့အလုံးမျိုးနဲ့ကျွန်တော်ကြီးပြလာတဲ့ခါမှာကျွန်တော်ဒါမဲ့တကယ်လည်းလွတ်မြောက်သွားချင်ပါဟာငါခိုးကွယ်တဲ့ဘုရားတကယ်အသက်ရှင်တဲ့ဘုရားကြီးတော့တေးကနေမှသိခေါ်ရထူးတဲ့ဘုရားကြီးတကယ်အသက်ရှင်တဲ့ဘုရားကျွန်တော်မသိခဲ့ဘူးလေတိလည်းတီးတော့ဘုရားကြောင့်သွားတာဟုတ်တော့လို့မဟုတ်တော့
Ora piano qua vivo per tai so. Ora è motion qua o in Beijing yang biểu cho nó số này này biểu xem nào từ từ hồi cho nó số này này số ta yang biểu số ta biểu số mà Beijing nó như bây giờ gì cái gì đó phải gì đó yang biểu này gì là chia sẻ rồi Amen 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 phải là sáng đi anh ấy mà không phải anh bây giờ là anh chơi trò là thôi anh phải sáng vì ở đó ba năm lại kêu thế nên cái giáo này có cái nào phải mà ngã bị chơi alo sắp đi cái này phải ăn tập bóng có cái gì bây giờ qua क्या कहता हूँ ये भाषा के बारे में वो तो असीज़े में पड़ा तो असीज़े में असीज़े कौन है नहीं है ये ले प्योर असीज़े में कौन है ये ले माँ ये मत शाशी ले अतेलु चीज़ याशी सुता में अच्छा tu ya ho pe maya ma te no ma te o sia ho lo tu su ta yin ya ya ho le oh hallelujah ဖျက်ရှင် hallelujah hallelujah ဖျက်ရှင်အာဗြဟံကိုဘုရားသခင်ကသူ့လူမျိုးတွေဆွဲထုတ်ပြီးတကလားပို့ဆောင်ကောင်းကြီးပေးပြီးကပောက်ကြခန်းကြီး73သူကကပောက်ကြပါစုသားကကပောက်ကြပါတော့စုသားရဲ့သူကဖျားတော်ကကျမ်းစာပြန်သင်ပေးတာအိုးပြပြတည်တဲ့အတိုင်းပဲစာ23မှာပြောတဲ့အတိုင်းတော်တယ်ပဲသူဒီတော့အဲနာမသူရှိတာဖျားမသိနေနေလားဒီစာတာကြောင့်ဒါလည်းသူရှိကြတယ်ကြာတော့ကျွန်တော်လည်းစိတ်ညစ်ပြီးသူကစုတောင်းလာလားတရားဟောတာအဲ့ဒီသူပြီးတော့တင်းဥဆရာမကျင်းတဲ့ဘူးထလာပြီးတင်းဥဆရာပြည့်စုံအောင်စုတောင်းပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်တကယ်လို့သူတက်တာပြောတာရွေ့ရပြည့်စုံအောင်စုတောင်းသွားပေးတာကျွန်တော်အချိန်တော့မလောက်တော့ဘူးခေါ်မယ်ဆရာအချိန်မှသူစုလိုက်တယ်ဒီလိုကျွန်တော်အချင်းချင်းလာခဲ့တာအစီအစဉ်မကောင်းအရာဆင်းရင်ဒါပေမဲ့အဲ့ဒီနေ့ပါများသူမဆူတောင်းဘူးဆိုအရာပြောတယ်ကျွန်တော်တို့ခေတ္တကနတ်စမတယောက်ရှိတယ်နတ်စမအဖွားကြီးအဲ့ဒီအဖွားကြီးတောင်းရင်တူတူလေးကျွန်တော်ဘုရားတော်ကအဲ့ဖွားကြီးရှိပါစေအဲ့ဖွားကြီးဆိုအဲ့ဖွားကြီးဆူတောင်းရင်အရာပြောတယ်ခဏအဲ့ဖွားကြီးတက်လာဆင်းနေပြီလားဘလောက်ရှိလဲဒီလားအဲ့ဒီအဖိုးတက်လာပြီစုတောင်းပြီဆိုတာနဲ့ကျွန်တော်အပြင်းနေပါထွားအပေါ့တွေပါကွာဘိန်းမုံမှာကွာလို့စားလိုက်ပြီစားပြီးပြန်လာသူကကပောက်ကြားနဲ့စုတောင်းတယ်ဖြားပြီးကြမ်းမရောက်သေးဘူးပြီးတယ်သူ့မှာသူက series နဲ့စုတောင်းတယ်အဲ့ဒီအစီအစဉ်ထဲမှာကျွန်တော်ကြည့်ပြလာခဲ့ဒါတော့ထားဆိုထားတဲ့ထိုင်းဆိုထိုင်းနဲ့ဒီလိုနဲ့ကျွန်တော်ကြည့်ပြလာခဲ့ကျွန်တော်အစီအစဉ်နဲ့ဖျားရှိခိုးတဲ့ဖွဲ့အစီအစဉ်မရှိအောင်ကျွန်တော်မပြောဘူးဒါပေမဲ့အဲ့ဒီအစီအစဉ်ထဲမှာဘယ်တော့မှကျွန်တော်တို့တကယ်ကိုးကွယ်ခြင်းဖြစ်သွားတယ်ကျွန်တော်အစီအစဉ်တွေထဲမှာတကယ်ဖျားကိုဘယ်လိုကိုးကွယ်ခဲ့ကြလဲအစီအစဉ်စပြီးကြပါဆိုပဏာမကျမ်းစာအနေနဲ့ဝန်လေးပြမတော့သူပေါင်းလို့ငါထံသို့လာကြတော့ငါတိချက်တာပြင်အားလုံးခဏဆုတောင်းကြပါစို့ဆုတောင်းဟိုဘုရားသခင်ဒီနေ့ဘုရားကအတူပါရှိပါအစီအဝေးအစလည်းဆုံးတယ်အတူပါရှိပါဆိုတော့သူကအစီအဝေးထဲမှာပဲဖျားရောက်ထဲအစီအဝေးအစအလည်းအဆုံးတာအဆုံးပြနေမလိုက်လားဘုရားကြီးကျွန်တော်ညတူရှိမာစာပါဟောမဲ့တေးဆရာဒီလည်းသူညံနဲ့ဟောတာမဟုတ်ပဲဆိုတေးဆရာမတင်တော့ဘူးငါပဲတော့ညံတော့ဟော
ခေါ်ရဆရာဒီလည်းသူ့ဉာဏ်နဲ့မဟောပဲတကယ်ပဲဖျားဖောက်ပြတော့စကားဖြစ်စေကိုကောင်းကြည့်ပြပါယေရှုနာမနဲ့ဆုတောင်းပါအာမင်အာမင်ဆုတောင်းပြီးလို့အခုချိန်မှာဓမ္မတရှင်တပုတ်ကိုဒီလိုပါတည်ဆိုကြပါစို့ဓမ္မရှင်ဖတ်ဆိုကောင်းလိုက်များဆောင်ယူကောင်းလိုက်များဆောင်ယူငါတို့ဒီရှင်လာစွာကောင်းလိုက်များဆောင်ယူကောင်းလိုက်များဆောင်ယူနည်းနည်းဟိုယူလိုက်ကောင်းလိုက်များဆောင်ယူကျွန်တော်ဖေရအနောက်ကနေညင်ညင်လေးလာပြတယ်အလုံးရဲဘူးကျွန်တော်တို့ကောင်းလိုက်များဆောင်ယူကောင်းလိုက်များဆောင်အဲ့ဒါကိုတကယ်ကိုယ်ဝယ်ချင်းပုံစံလို့ထင်တတ်တယ်ကျွန်တော်တို့ကျွန်တော်ကငြင်းငြင်းလေးဖျက်ရှိကိုတော့ကိုယ်ွယ်ချင်းလို့ထင်တတ်တယ်။ဒါမှကိုယ်ွယ်ချင်းအမှဒါနှစ်ချင်းအဲ့ဒါကလေအမေရိကရောက်မှကျွန်တော်ရှင်းသွားတယ်။မြန်မာပြည်မှာဒီလိုကီးပုံနဲ့ကီးပုံမို့ sorry ပြည်ရလို့တစ်လုံးနဲ့ဖျက်ရှိခိုးတဲ့ပုံစံကနှစ်ချင်းထဲမှာတော့မှ Northern Baptist မြောက်ပိုင်းနှစ်ချင်းကပဲအဲ့လိုလုပ်တာတောင်ပိုင်းနှစ်ချင်းအဲ့လိုဖျက်ရှိခိုးမြောက်ပိုင်းနှစ်ချင်းကြတော့အဲ့လိုမျိုးထားလိုက်ထိုင်လိုက်လုံးလိုက်ဒါပဲဒါသူ့လောက်ကတာမခိုင်ထားမယ်ခံခိုင်ထားမယ်ပြီးအစီအစဉ်ကြဆရာကြီးကတလာမယ်သူ့မှာအတန်ရှိတယ်ဖျားခင်ကောင်းကြီးပေးပါစေတဘာဘီကလည်းသူ့တန်နဲ့သူရှိတယ်အိမ်မှာဘလောက်ပဲအဖွားကြီးဆွာဆွာဘုရားကျောင်းစင်ပေါ်ရောက်အစီဝေးစားပြကြပါစို့ဘုရားမကျန်းစာနေအမေကအဲ့လိုအရာရင်ချင်းတွေအောက်ကသူ့ယောက်ျားအရာစိတ်ဆိုးအိမ်မှာအဲ့ဒီတန်နဲ့ပြောရင်ကောင်းပါလေကျွန်တော်တို့ဟန်ဆောင်မှုတွေအများများတယ်လို့အဲ့ဒါက Northern Baptist ကသူကဘယ်လိုသွားတာသူပုံစံနဲ့သူchoir ဆိုလက် choir စီကအဲ့ဒါအကုန်လုံးထားတာ choir ပြီးသွားပြီဆိုဒီလက်ကမလာမချေသူဟာလည်းသူစစ်စနစ်တကျရတော့ကောင်းတယ်ဒါပေမဲ့အဲ့ဒီအစီအစဉ်တွေထဲမှာဖျားပြောက်တယ် Northern Baptist ကကျွန်တော်မြန်မာပြည်ပုံစံ Southern Baptist အဲ့လိုမဟုတ်တော့ Southern Baptist ကကျွန်တော်တရားမဟုတ်ဘူးလေ Southern Baptist ကျွန်တော်ခေါ်လို့သွားတာဟာ Southern Baptist ကျတော့အစီအစဉ်စတာအားလုံးThis little light of mine အတမကအဲ့ဒါနိုင်ရွက်လည်းမဟုတ်တနာယူပါကျွန်တော်ညောင်းပါဦးစားတာ There are so many different Baptists Northern Baptist ကကျွန်တော်မြန်မာပြည် Southern Baptist ကSouthern Baptist ညင်မနေဘူးကျွန်တော်ကလည်းနည်းနည်းညင်နေချင်တော့ကြာတော့မောလာအဲ့ဒါကျွန်တော်က Pastor please come let's stand Pastor အဲ့ဒါ Southern Baptist not Revival Baptist ရှိတယ် Revival Baptist Evangelical Baptist there's so many Baptistကျွန်တော်သိတာကနှစ်ချင်းဆိုရင်ငြိမ်လေးမငြိမ်တဲ့နှစ်ချင်းအများကြီးအေးကြီးတော့စိတ်ညစ်တော့ဟာလေလုယာပေါ်တဲ့နှစ်ချင်းရှိကျွန်တော်ကကျွန်တော်အော်ဖာရဖြစ်ပြီးလို့ထင်တာအဲ့ဒီနှစ်ချင်းစီရောက်သွားတာချင်းလို့တော့ဟာစိတ်ကြီးလောက်ချာအယမ်းမလုံးနဲ့ဒီမှာနှုတ်ကပတ်တော်နောက်ဆောင်လို့ဆိုဟိုင်းကျွန်တော်ခေါ်အားရမလို့သူ့နဲ့မနေတော့ဒီဘက်ကနေပို့တိုးလဲသူ့အော်ရာပို့ချင်ချင်လားပုံစံတူတာထက်
ဖယားသခင်ကလက်မြောက်တာတွေလက်ချတာတွေကြီးတယ်ဖယားမဟုတ်ဘူးလက်မြောက်နေတဲ့အဖွဲ့တွေလည်းအများကြီးပဲလက်မြောက်ပြီးတော့မှပောက်ကရစဉ်းစားနေအဖွဲ့လည်းရှိအများကြီးပဲငြိမ်ငြိမ်နေတဲ့ဖယားကိုကိုယ်ဝယ်တယ်မထင်နဲ့ငြိမ်ငြိမ်နေလို့သူ့ယောက်ျားမကောင်းကြောင်စဉ်းစားငြိမ်ငြိမ်နေတော့မျက်ရည်ကျကျွန်တော်ငြိမ်ငြိမ်လေးနေတော့မျက်ရည်ကျတယ်ဆိုသူဖယားကောင်းတဲ့ချင်းစဉ်းစားတယ်ဘယ်လိုလဲဒီနေ့ဖယားတကူတော့ထိတွေ့တာလားဟောပို့အိမ်ကယောက်ျားလုံးဝမကောင်းဘူးတချို့ကျတော့လည်းလက်မြောက်ဟာလေလုယာစင်္ဂါလေလုယာငါလာတော့ငါ dry ရောငါဖြုတ်ခဲ့လားမဖြုတ်ခဲ့လား alive forever ဘုရားကြောင့်ပြီးတာနဲ့လေငါပြန်ပြီးတော့အိမ်မှာကြံခဲ့တဲ့ကြက်သားဟင်းနဲ့ထမင်းနဲ့လဲတော့ဆာမစင်္ဂါလေလုယာစင်္ဂါလေမနေ့ကကြည့်လိုက်တဲ့ကိုရီးယားကတော့ကောင်းတယ်နော် My Jesus ကိုမင်းသားလေးမသိတဲ့မသိပါလားလက်တာမြောက်နေတာရုပ်ရှင်အကြောင်းစဉ်းစားတဲ့ဖွဲ့ရှိလက်မြောက်လက်ချအရင်မကြည့်ဘူးအရင်ကြည့်တာကနှလုံးသားဘုရားကဘာကိုကြည့်တာလဲနှလုံးသားကိုကြည့်တယ်နှစ်ချင်းနဲ့အေးကြီးတဲ့ခင်မဟုတ်တော့ဘူးဒီခေတ်ကဘုရားကိုနာဝိညာဉ်နဲ့ကိုယ်ဝယ်တဲ့ခေတ်ဟာလေလုယာအေးကြီးတဲ့နှစ်ချင်းနဲ့ Pentecostal တွေဒီလိုတော့ဘုရားလက်ခံတာမဟုတ်ဆိုတော့ဟာလေလုယာအဲ့ဒီဘယ်ရှိဒီလိုတော့ဘုရားလက်ခံတာမဟုတ်တချို့ကြောင့်ကားမပြီးတော့ဟာလေလုယာဒီဘာဖြစ်တာလဲလို့ယာကုပ်ပေါင်ကျိုးအကဟာဒီပေါက်ကြီးဟာလည်းရှိတယ်ယာကုပ်ကတဲ့ဖယားနဲ့တွေ့ပြီးတဲ့နောက်ပိုင်းမှာပေါင်ကျိုးရတယ်မလားဆိုတော့သူကဖယားနဲ့တွေ့တဲ့အတွက်ကြောင့်ပေါင်ကျိုးရတယ်လောက်နေတာဒါနဲ့တော့ကိုယ်ဒီကျိုးမယ်တော့ဆရာတော်ပြောတယ်ကနေကအချိန်ကိုဘလို့ကနေတော့ဖြစ်လာတယ်ဒီဘုရားစာတော်အကောင်းပဲဘုရားရှိခိုးတော့အခုမှမဖြစ်ဘူးဆရာယာကုပ်ပေါင်ကျိုးပါလို့ဒီနေ့လူရဟိုရောက်ဒီရောက်ဘုရားခင်ကလေကျွန်တော်ပြောပြမယ်လက်မြောက်တာလက်ချတာရင်းထဲမှာဖြစ်လာမြောက်လိုက်ပါသူများမြောက်လိုက်မြောက်ပါနဲ့ဟယ်လိုအတင်းလေ worship သမားတွေလက်မမြောက်ခိုင်းပါနဲ့အားလုံးလက်မြောက်ခိုင်းရမယ်မမြောက်ရှင်နေတော့မမြောက်ခိုင်းနေလေမမြောက်ရှင်နေနဲ့အရေးကြီးတာသူ့အထဲမှာတကယ်ပဲဘုရားကောင်းတဲ့ခြင်းခံစားအလိုလိုနေနဲ့မြောက်တာပဲလက်မြောက်လက်ချအရင်မကြည့်ဘူးတချို့ကြတော့အင်ကြီးဝစ်လာတာခါအရောက်တော်တော့နေလက်မြောက်ပါလို့ပြောသူ့မှာအပေါ်လည်းပြလိုက်ပြီးအပေါ်လည်းအဲ့ washing လုပ်တဲ့သူကလက်မမြောက်တဲ့သူကအားလုံးတိတ်နေတဲ့လူတွေဖြစ်နေတယ်တိတ်တဲ့လူတော့ပဲပြောခံနိုင်မစို့သူစူးစမ်းမြောက်တယ်ဒါပေမဲ့ तू ကမြောက်လိုက်တာလည်းခါပေါ်လာအဲ့သူပြန်ချပြီးသူ့မှာလှုပ်ရှုပ်နေကျွန်တော်ကိုတွေ့နေတယ်ပေါ့ဟာလေလုအရေးကြီးတာဒီကိုမောင်မတို့ဘုရားခင်အရောက်စီတော့အယမ်းချစ်တယ်အာမင်ဟာလေလုယာဘုရားခင်ဒီလိုအယမ်းချစ်တယ်အေဂျီမို့လို့ဟာလေလုယာအော်လို့Pentecostal မှာနှစ်ချင်းမှာချစ်တာမဟုတ်ဘူးဘုရားခင်ခိုင်ကနာကိုစိတ်ဝင်စားဖို့ဘုရားစိတ်ဝင်စားသူ့ကိုတကယ်ကျေးဇူးတင်တဲ့နှလုံးသားရှိတာသူရဲ့တည်ခြင်းတဲ့တကယ်သဘောပေါက်တဲ့လူဖြစ်ရတာသူရဲ့လောက်ဆောင်ခဲ့ရ
ရှင်ကိုပေးခဲ့တဲ့ဖယား2019တဲ့ပို့ဆောင်ခဲ့တဲ့ဖယားကိုတကယ်ကျေးဇူးတင်ရတာဒီနှလုံးသားကိုကြည့်တဲ့ဖယားကျမ်းစာဘလောက်တက်လဲဖယားစိတ်ဝင်စားမှုဘလောက်ဒီဂရီရှိတဲ့ဖယားစိတ်ဝင်စားမှုကျွန်တော်ဘာပွဲမှမရှိပါဘူးပါတီဂရီမှမရှိပါဘူးဒါပေမဲ့တနေ့ကျွန်တော်တိုဆာအိုကလာဟိုမာရောက်သွားတိုဆာအိုကလာဟိုမာအောက်မှာထိုင်နေတဲ့အဖွဲတွေအားလုံးဒေါက်တာတွေဒေါက်တာတွေကျွန်တော်လူနာတော့ဖြစ်သွားချင်တယ်အဲ့ဒီတိုဆာအိုကလာဟိုမာမှာဆရာတွေအားလုံးကဒေါက်တာတွေဒေါက်တာခိုင်ပီဒေါက်တာချင်းဒေါက်တာရန်နိုဒေါက်တာအဲ့တော့ဟိုဆရာကြီးလည်းမတည်သေးဘူးဟိုဆရာကျင်ဒိုခမ်ဒေါက်တာကျင်ဒိုခမ်ဒေါက်တာရှင်းကျွန်တော်ဘာမှမဟုတ်တယ်လူပြောစင်ကိုရောက်တော့သူတို့ကြည့်လို့ကျွန်တော်တရားမဟောရတော့ဘာဟောမှမသိဘူးအဲ့ဒါကျွန်တော်စတောင်းဖျားခင်ပါစားပါဒီလူတွေကအရာကြက်တတ်တဲ့ပုံကိုယ်ကျွန်တော်တခုံးပြောလဲသူတို့သိတယ်ဟိုပြောလဲသူသိမယ်ဒီပြောလဲသူတို့သိတယ်ဆိုတော့နည်းနည်းမိုင်းတော့အောက်ကနေသူတို့ကရှောက်ကွန်းနေဆိုလာလို့ဆိုပြရခင်ကိုတော့သူတို့ရှိမှတပါဟောမှာလဲလင်းခွင်းရလဲစင်းလာချင်းကျွန်တော်တရားဟောတာကျွန်တော်ပြင်မှာဟောဖို့ခေါ်လာမရှိမကျွန်တော်ပြရခင်စမဆူတောင်းရင်တချင်းဆိုရင်ဆူတောင်းရင်ပြရခင်ဝင်နေမှာစင်တာကျွန်တော်စင်လာပြီးယူပါရုပ်တစ်ခုပေါ်ပြတောဆာမျိုးမှာရှိတယ်ဒီမှာတထိုင်းခံတာဒီမှာရေလိုက်ရစီးစင်းလာရေလိုက်ရရေအရှိန်နဲ့စီးစင်းလာဒီဘက်မှာကျတော့တောဆာမှာရှိတဲ့ယုံကြည်သူတွေအားလုံး6ကတ်နေတဲ့ရေမရှိဘူးဒီဘက်မှာတော့ရေစီးစင်းလာဒါပေမဲ့တထိုင်းခံတာအဲ့တထိုင်းကိုရေကတိုက်လက်တိုက်ပြီးဟိုဘက်ကမကြော်ဘဲနဲ့ဒီဘက်ကိုပြန်လှန်သွားဘုရားခင်တာအဲ့ဒါဘာကိုဖော်ပြတယ်ကိုတော့ဘုရားခုပဲဒီဖွဲ့တွေမာနသိကြည့်တယ်ဒီဖွဲ့တွေမာနသိကြည့်တယ်ဒီဖွဲ့တွေမာနအရေးကြီးတယ်ဒေါက်တာတစ်ခါဖြစ်အတင်းတော်တစ်ခုထောင်းတယ်ဒေါက်တာတယောက်ဖြစ်သွားရင်ကျန်းစာကြောက်တစ်ခုထောင်းတယ်ငါတပည့်သူတပည့်နဲ့ဆရာတွေကအများကြီးလူဝတ်နေနေလေးထုံးစာမှာအတင်းတော်15ခုလောက်ရှိတယ်မြို့ကလေးကတက်လေးအတင်းတော်15ခုအားလုံးကြည့်လိုက်တည်တယ်စုံနေအဖွဲကြီးပဲဒေါက်တာပြီးတယ်အများကြီးပြီးတယ်ကမ်ပီလာပြီးလာပြီးကပ်ပြီးအများကြီးပြီးတယ်အမြဲတမ်းဟာတာလုပ်တဲ့တယောက်ရှိအဆိုတော်ထဲကတောက်ပြီးဆိုအခုမှတိဆိုမှကြတော့တဲ့စံပီးတဲ့ပြီးရင်တောက်ပြီးဆိုမယ်တဲ့ပြီးရင်ကွက်ချင်းပြီးဆိုတော့ပြီးအများများတော့ပြီးရနိုင်ပဲငါကျွန်တော်ဖျက်ခဲ့ပါပြောတယ်သူတို့ပြောလိုက်ပါတယ်တတိုင်းဆိုတဲ့မာနတွေကခံနေတယ်ဝိညာဉ်တော်ကဆိုရွှဲဆိုတာအလုပ်လုပ်ချင်တယ်ဒါပေမဲ့တတိုင်းတွေခံနေတယ်အဲ့တတိုင်းတွေအားလုံးမာနဆိုတဲ့တတိုင်းတွေငါဆရာကြီးပဲငါဆရာပဲမင်းတော်ကလည်းတက်တာပဲမင်းတော်ကလည်းဒေါက်တာပဲဆိုတဲ့အရာတွေအားလုံးကဝိညာဉ်တော်အလုပ်လုပ်တဲ့စီးကားနေတယ်အဲ့ဒါပြောတယ်ဒါကျွန်တော်သိမပြောရဘူးအရှိအရှိတဲ့အလုပ်တိုင်းကျွန်တော်မရအမဒေါက်တာทำซ้อมมองဒေါက်တာမုံထောင်လေးရှိနေတယ်ဒေါက်တာမုံထောင်တို့ဒေါက်တာအများကြီးကျွန်တော်လည်းအမှစပြောပြရှုံဝင်နေတော့ပေါ်ပြခင်ဗျားတို့ဒီမှာရှိတဲ့ကြီးကိုကျွန်တော်ဘာမှမဟုတ်ပါဘူးဆရာတို့ကတကယ်ဆရာကြီးတွေပါအဲဘုရားပေါ်ပြလို့ကျွန်တော်ပြောမယ်ဒီမြို့ကြီးလို့ထားမှုဖြစ်ဘူးဒီမြို့မှာဘုရားခင်ယုံကြည်သူတွေကြီးမားစွာအလုပ်လုပ်ခင်ဗျားတို့မာနတွေနဲ့ပဲပြည့်နေတယ်နှိမ့်ချခြင်းမရှိဘူးဆိုရင်လူတွေမကြခင်မှာအရှက်သမားတွေစေးသမားတွေဂိမ်းတွေတော့ဘယ်နဲ့ခရီးကိုဖြစ်ဝင်နေဒါတော့ဒီနေ့ခင်ဗျားတို့ဆရာရဲ့ချင်းချင်းလက်မတွဲနဲ့ဘုရားကြီးကောင်းချီးပေးလို့မရဘူး
ဝိညာဉ်တော်စကားပြောတဲ့အတိုင်းကျွန်တော်ပြောချတယ်ဆရာတွေအားလုံးဒီဆရာတွေတော်တော်ပြောလို့ဘယ်လုံးမလဲဝိညာဉ်တော်လုံးလို့အဲ့ဒီချက်ချင်းဆရာတွေအကုန်လက်တွဲပြီးတော့ဆူတောင်းကြဘယ်လောက်ဒီဆူတောင်းလဲဒီလက်ချီတွေကြာလက်ရတွဲထားတော့ဒီလက်ချီတော့ဘာမှမရှိဘူးဖြစ်ကျွန်တော်လည်းတော့ပြရမလားစဉ်းစားအရေးကြီးတော့ကျန်းစာဘလောက်တက်ကျန်းစာဘလောက်တိမာမာနာတွေများနေပြီဝိညာဉ်တော်လုံးလို့မရဘူးဖယားကကြည့်တာဘလောက်ဘွဲရှိဘလောက်ဓာတုတွေရှိဘလောက်အသက်တယ်အဲ့ဒါစိတ်ဝင်စားဘူးဖယားစိတ်ဝင်စားနေချခြင်းပေါ်မှာဖယားချီးမြှောက်နေတယ်တင်တို့ရဲ့တင်းတော်တင်တို့ရဲ့မိသားစုတင်တို့ရဲ့အသက်တာဖယားကောင်းချီးပေးတယ်ဆိုရင်ကောင်းချီးပေးရှင်တဲ့အသက်တာဖြစ်ခြင်းနဲ့ဆိုရင်တင်နေချပါဟာလေလုယာအာမင်ဒီကောင်မောင်မတို့ဒီကျွန်တော်ပြောဒီမှာရှိတဲ့ဒီကောင်မောင်မရောက်စီတယ်အတင်းတော်ကိုကွဲပြားဖို့ဘုရားခင်လို့တော့မရှိဘူးအတင်းတော်တွေခုနဲ့ခုတူချင်မှတူနေမှာဒါပေမဲ့အတင်းတော်တစ်ခုနဲ့တစ်ခုဆူတောင်းပေးနေတယ်မှာအရေးကြီးတယ်ဒါပေမဲ့ဒီနေ့ပြဿနာပါဖြစ်တယ်ဝါရတွေများကုန်တဲ့အခါကိုယ်တင်းတော်သူမသွားခိုင်းသူ့တင်းတော်ကိုမသွားခိုင်းတော့မာမာနာတယ်ငါတင်းတော်မှာအမှန်သူ့တင်းတော်မှားတယ်လုံးဒီဘုရားမှာဖယားသခင်ရဲ့ဖွင့်ပြတဲ့နှုတ်ကပတ်တော်နဲ့ကနေ့တိုင်းကိုးကွယ်နေဘာမှပြပြချမ်းသာချောင်းမရှိဘူးအာမင်ရောက်ဒီနေ့ဒီချိန်မှာကျွန်တော်နှုတ်ကပတ်တော်အနေငယ်ကျွန်တော်ဘုရားဖော်ပြတဲ့အရာလေးကျွန်တော်ပြောမယ်အားလုံးပြည့်စုံဒီခုကျွန်တော်ပြောတဲ့အရာတွေအားလုံးနှလုံးသားကိုကျွန်တော်တူးဆွတယ်ကောင်းသောမြေဖြစ်ဖို့တူးဆွတယ်ယုံကြည်သူတွေအားလုံးချမ်းသာတယ်အယံသိတယ်အယံနာလေဒါပေမဲ့ချမ်းသာမယုံကြဘူးမြန်မာပြည်မှာနှစ်ပေါင်းများစွာချမ်းသာတင်တန်းနေပြေးမှလူတွေဘာကြောင့်မပြောင်းလဲတာကျွန်တော်တို့မြန်မာပြည်ထဲဝင်သွားပြီးကြီးမားစွာလှုပ်ထမှုတွေဘာလို့ဖြစ်လာလဲမြန်မာပြည်ဆရာစံတိုးတို့ဘာပြောလဲဆိုတော့ငါတို့ပြည်တရားနဲ့ဟောတာပဲသူရောက်လာမှမြန်မာပြည်ဘာဖြစ်တာလဲလူတွေအော်ကြွကြွနဲ့ဘာဖြစ်ကုန်တာတခုပဲကျွန်တော်ပြောလိုက်တယ်မြန်မာပြည်မှာကျန်းစာတွေပဲအဓိကသင်ကြတယ်ဒါပေမဲ့လူတွေကသင်ကြားတဲ့နှုတ်ကပတ်တော်သူတို့အတွက်ဘလောက်အသက်ဖြစ်နေဆိုတော့သူတို့မယုံကြဘူးမနက်ပြတော့မစိုးရင်လည်းပြောလိုက်အာမင်တော့ပြောတာပဲဒါပေမဲ့စိုးရင်လားရှိလို့စိုးရင်လားကျမ်းစာတော့သိတယ်ဒါပေမဲ့ကျမ်းစာမယုံကြဘူးဒါဆိုဒီနေ့ကျွန်တော်ပြောပြတဲ့ရဲ့အောင်မြင်ခြင်းအားလုံးဖယားသားသမီးတော်ဖယားသားသမီးဖြစ်ပြီးသွားတယ်ဖယားသားသမီးဆိုတာခရစ်တော်ရဲ့အသွေးတော်နဲ့ရွေးဝယ်ခြင်းခံထားတဲ့သူတွေအားလုံးဖယားသားသမီးတွေဟုတ်ပါသလားကျွန်တော်ထာဝရတက်ကိုရတော်သူတွေဟုတ်ပါသလားထာဝရတက်ကိုရထားပြီးတော့သူတွေအောင်မြင်ခြင်းရဖို့ရတဲ့တခုပဲလို့လေအဲ့ဒါပါလဲယုံကြည်ခြင်းပြောပါပါလဲပြောပါပါလဲယုံကြည်ခြင်း First John chapter 5 verse 4 and 5တိယောခန်းကြီး9အငယ်4နဲ့9အချက်လေးကြည့်ရအောင်ဆရာတစ်ချက်လောက်ဖတ်ပေးလို့ရမှာဆရာဖတ်ပြီးကျွန်တော်တစ်ချက်လေးရှင်းပြပေးလို့ရမှာဆရာမြန်မာကျမ်းစာနဲ့တစ်ခါချင်းကျမ်းစာမတူမှဆိုလို့ပါအတိတ်ပဲလေးနည်းနည်းကွဲတာရှိလို့ပါမိုက်ခရိုဖုန်းလေးနည်းနည်းတင်ပေးပါဦးကျေးဇူးပြု